ကောင်းလေးရထားတာပေါ့နော်ဒါกินတတ်ချက်တတ်ပေါ့နော်ဒါစားလို့ရတော့မှာတော့ကောင်းကြီးပဲနှစ်ပိတ်တာလောက်ရှိတယ်ပေါ့နော်မှာမခါရွက်ထည့်တော့မယ်မွေးနေတာပဲဟောကောင်းစားမယ်တော့တယ်ဟောဟာခုနအိမ်နေနဲ့မူခဏတိတ်လို့လေစပီနင်းနဲ့မနော်တောင်ထိပ်ရောက်တော့သူများအိမ်မှာတောကောင်ရလို့လေစပီနင်းတာပင်ပန်းလို့တဲ့မှာတောကောင်လေးကူစားပါဦးဆိုတော့ဒီမှာတောကောင်กินစားဒါกินစားတာတတ်ပါနော်သူတို့ချက်စားခဏနေသမင်းစားမယ်ဟာတတ်ပေါ့နော်ဒါတော့ချက်နေရကျွန်တော်ပြမှာပေါ့နော်တောင်းရင်လားတဲ့ချက်နေရကျွန်တော်ပြတာပေါ့သူတို့ကကျွန်တော်ပြောတဲ့အတိုင်းလိုက်လို့ရတာဘလို့ချက်ရမယ်ဆိုတာအရင်ဆုံးမီးမွေးရမှာပေါ့နော်အရေးကြီးတဲ့အချက်ကတော့ချက်ဖို့ကတော့အရေးကြီးတော့မီးပေါ့နော်အဲ့ဒါမတိမှစလို့ပြောပြရချင်းဖြစ်ပါတယ်အဲ့တော့ရင်အုပ်သားကိုกินစားတာဖြစ်ပါတယ်နိုင်ယူပဲกินတယ်ပေါ့နော်အဲ့တော့ရန်ထောင်းတာဖြစ်ပါတယ်ရန်စိမ့်ပေါ့နော်ရန်စိမ့်ဖြစ်ပေါ့ဘာမှမမြင်ရတော့ရန်နဲ့တူတယ်လေညံအန်ကြွားတယ်မျိုးဒီတော့တော့ကောင်သားတော့နော်အစီတွေတိတ်မပါဘူးဆိုတော့နေရဲနေတာပဲနော်နော်စီရောနေရဲနေတာပဲဒီမှာကျွန်တော်လည်းနေ့လယ်စာမစားရသေးတယ်နဲ့ကွိတ်တိကြသွားတာပေါ့နော်ဒါစပိန်နင်းချင်းရဲ့အကျိုးရလာပဲအကျိုးကျေးဇူးရတခါတည်းစားရဘွားမကူဘူးတဲ့ဟုတ်တယ်စပိန်နင်းချင်းရဲ့အကျိုးကျေးဇူးကတော့ဘွားမကူဘူးအခုတခါတည်းစားရအာဟာရတော့ကောင်ဆိုတော့တိတ်မစားဘူးပေါ့နော်ကဲစချက်တော့မှဖြစ်ပါတယ်กินတာတတ်ပေါ့နော်กินတာတော့ကျွန်တော်တယောက်တည်းအတွေ့ပေါ့ချက်တာတော့ကျွန်တော်လည်းပါတာပေါ့စားလည်းကျွန်တော်လည်းပါတော့အောက်မှာချက်စားကြတာပေါ့နော်စားချက်ထွေးတယ်ပါပြီ books ဒါတော့လီစီပေါ့နော်လီစီဒါတော့တံပရာသီးရယ်ဟောပေါ့နော်ခရမ်းသီးရယ်မြင်မွန်သီးရယ်ထည့်နေပါပြီမစားပလာပြီတစ်စင်းပေါ့ step by step နဲ့သွားကြကျွန်တော်ကတော့အတင်စားရမယ်ဖို့တွေတော့ကျွန်တော်တို့တောကောင်အရင်တစ်ခါရတဲ့အကောင်ပါတို့ကกินရင်နဲ့ဒီလိုမျိုးနှစ်တွေကြာကြီးချက်ခိုးတိုက်တာပေါ့နော်ချက်ခိုးတိုက်တယ်လို့ပြစ်သွားတာပေါ့နော်ဒီကတော့ကျွန်တော်သူများစားကျင်တဲ့ဆိုကျွန်တော်ကျွေးလို့ရပါတယ်ဒါကျွန်တော်တို့ကစားနေကြတော့ဤတော့ချက်ခိုးတိုက်တာဒါနော်ဒီတောကောင်လေးတကောင်လုံးတိုက်တာပေါ့နော်ဒါคนเขาเฉมต้องขุนกูတမ်းရပြီထဲပါပြီကျင်းထဲပါပြီဒါကျင်းထဲလူတွေကိုကျင်းထဲနေကြတာကျင်းထဲနေကြတာဒါတော့ပဲပုတ်မုတ်ထဲတယ်ပေါ့နော်ပဲမုတ်ဒီတော့ကောင်ကတော့သူတို့ရဲ့အိမ်ဒီအနောက်ဖက်ပေါ့နော်ဒီတစ်တော်ကြီးထဲမှာပဲဟောလို့ပြတ်မိတယ်ပေါ့နော်သူအိမ်ဟောဒီအောက်ပိုင်းတွေကတစ်တော်တွေအနဲ့ရှိတယ်ဆိုတော့သူတို့အဖက်မှာနေတယ်ပေါ့နော်တခါတလေလဲကြက်တွေကိုခိုးစားကြတာပေါ့နော်ကြက်တွေကိုပြန်ကြိုက်စားကြတာပေါ့နော်အဲ့ဒီအကောင်အရက်ထဲပါပြီဒါစံအရက်ပေါ့နော်ဟင်းမကြက်ခင်လေးမှာရော်ရရှုခင်းကိုရိုက်ပြဒါတော့ရေတွင်းပေါ့နော်ရေလောင်ထားရတာပေါ့နော်သူကပေက10ပေ15ပေလောက်အနဲ့တူးပြီးတော့မိုးရေလောင်ထားရတာပေါ့နော်တောင်ပေါ်ဆိုတော့ရေကနည်းနည်းခက်တယ်ပေါ့နော်အခုတော့ဟိုဖြစ်မိပါပြီရှုခင်းလေးပါရှုခင်းမရှိပါဘူးဒီလောက်မိုးအောင်မောင်မင်းနေပဲတွေ့ရမှာပေါ့အခါတော့မထည့်သေးဘူးပေါ့နော်သူအစာပလာကိုနည်းနည်းနူးအောင်လုပ်အရင်လုပ်တယ်သူရဲ့ချက်နီးလေးပါအရင်အုပ်လေးတွေဒီအုပ်ဖက်ဘုံညအုပ်ဖက်ဒီကနေကြည့်ရအသားမရှိသူလိုပဲနဲ့ဒီဘက်မှာကြည့်လိုက်ရင်ဒီမှာပါကြီးပဲဒါခဏလေးတော့မွေးလာပါပြီသူကမက်ကလို့ခေါ်မက်ကရွက်လာပြီးတော့ဟုတ်လားမက်ကရွက်